အောင်စပူကိုအချောက်လေးလို့ကွဲရမှာနာမည်ဖြတ်ပြီးခေါ်ခဲ့တဲ့ဖိုးချစ်မင်္ဂလာပါတငယ်ချင်းလေးတို့ရေဖိုးချစ်ဆိုတာကတော့မြမဆက်သပင်လောကမှာမသိသူမရှိတဲ့သူတစ်ယောက်ပါသူမတူတဲ့ကကွက်စမ်းတွေကြောင့်မြမဆက်သပင်လောကမှာနာမည်ရလာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ခုဆိုလို့ရှိရင်ဖိုးချစ်ကမြမဆက်သပင်အစည်းအရုံးရဲ့ဥက္ကဋ္ဌအဖြစ်လဲတာဝန်ယူလုပ်ကိုင်နေခဲ့ပါတယ်ဘယ်တဲ့ရပ်ပိုင်းနဲ့ငယ်လောက်တော့အောင်စပူဆက်အဖွဲ့တစ်နှစ်ပိတ်ခံရကြောင်းကြေညာခံခဲ့ရပါတယ်ဒါပေမဲ့လည်းဖိုးချစ်ရဲ့စူးစမ်းအားထုတ်မှုကြောင့်အများရဲ့စူးစမ်းအားထုတ်မှုကြောင့်လဲအောင်စပူရဲ့ဆက်အဖွဲ့ဟာပြန်လဲကပြခွင့်ကိုရရှိခဲ့ပါတယ်ဒါပေမဲ့လည်းအောင်စပူဆက်ကိုတစ်နှစ်ပိတ်အောင်လှုပ်ဆောင်ခဲ့တာကဘိုးချစ်ရဲ့ပြောကားတွေမကင်းဘူးလို့လည်းပြောတန်ကြားနေခဲ့ရပါတယ်အခုဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေတဲ့ကိစ္စတစ်ခုရှိပါအဲ့ဒါကတော့ကြော်ခါမောင်းဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကဘိုးချစ်နဲ့အောင်စပူဘယ်သူမှလည်းသိရဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ post တင်ပြီးတော့တရားဝင်ချပြခဲ့တာပါသူ post မှာဆိုရင်ရေးသားထားတာကတော့အရင်ဆုံးပြောချင်တာကဘိုးချစ်ရေမီဒီယာမှာမင်းအောင်စပူကိုပရိသတ်တွေမုံအောင်ဆရာကိုအာခံတဲ့လူလို့ထင်အောင်ကျေးဇူးကမ်းတဲ့မင်းသားလို့ထင်အောင်ရည်ရွယ်ချက်ရှိမင်းထိုးနှက်သွားတယ်နော်မင်းပြောခဲ့တာတွေအမှန်တွေပါဆိုရင်မင်း Facebook Social Media ကနေမင်းပြောတဲ့ဟာတွေကအမှန်ပါလို့လူအများရှိမှသစ္စာရေးတောက်ပြီးပြောဆိုရဲလားမေးချင်ပါတယ်မင်းသားအောင်စပူကသာမင်းကိုဆရာတင်ထားတွေးတောထားပေမဲ့ငါပြောမယ်အောင်စပူအကပညာကယဉ်ကျေးမှုကြောင်းတက်ခဲ့ရတော့သူ့အကပညာကယဉ်ကျေးမှုကဆရာတွေရဲ့ပညာပဲသူ့ကိုစက်ခုံပေါ်အရင်တင်ပေးခဲ့တာကလည်းမင်းမဟုတ်ဘူးကိုရဲမိုးကသာလင်သူ့ကိုပထမဆုံးစင်တင်ပေးခဲ့တာမင်းကိုယ်တိုင်ကစင်တင်ခုခတ်စားလို့ရတဲ့အချိန်မို့လို့တာအောင်စပူကိုစင်တော်ကောက်ခဲ့တာတော့အောင်စပူကမင်းရဲ့တပည့်ဆိုတာထက်မင်းရဲ့အတုံးချခံအယုတ်လေးတရုတ်သာဖြစ်ခဲ့ရမှန်တော့ကိုချစ်ကဆရာဖြစ်ချင်တဲ့ယောဂဖြစ်နေတာမင်းတင်ခဲ့တဲ့ဘယ်မင်းသားအောင်မြင်လဲကိုအောင်ဆန်းပွင့်ကိုခေါင်းဆောင်မင်းသားတင်ပြီးဇက်ထောင်ပေးခဲ့တာပဲဘာအောင်မြင်မှုမှရခဲ့တာမဟုတ်ဘူးမင်းတို့ရဲ့အကိုဂျာကြီးတို့ကဝင်းနဲ့ပတ်သက်ရင်ကုံလဝါကြီးအုပ်ခေါင်းဆောင်မင်းသားကိုပတ်စံလေးမူးပေးမှတ်ပေးလို့တော့ဘလို့လဲမင်းထောင်ခဲ့တဲ့ဆက်တွေကအောင်မြင်ခဲ့လားမင်းမှလည်းမင်းတူရင်းတွေရှိနေတာပဲဟိုးနောင်နောင်တို့ဟွန်းပိုင်ပိုင်တို့ရှိတယ်လေဇက်ထောင်ပေးပါလားကိုတူတွေဆိုတော့ထောင်ပေးတင်တယ်မဟုတ်ဘူးလားမအောင်မြင်နိုင်ဘူးဆိုတာသိလို့အောင်မြင်နိုင်တဲ့အနေအထားရှိတဲ့အောင်စပူကိုအသုံးချခြင်းလို့မင်းလုပ်ခဲ့တာပဲလေခုကျတော့မင်းကဇက်မထောင်ပေးလိုက်ရတဲ့ကလေးတယောက်ကကိုယ်တိုင်ဇက်ထောင်ပြီးအောင်မြင်လာတော့မှစားရတဲ့အမဲသဲနဲ့ပတ်တဲ့အကွက်တွေမင်းလုပ်နေတာမင်းသားနှစ်ယောက်စလုံးနဲ့နီးစပ်တဲ့သူတိုင်းသိတယ်ခုဆိုရင်အရင်ကမင်းအမခံဖန်ဖြစ်ခဲ့တဲ့လူတွေကမင်းနဲ့အောင်စပူနှစ်ယောက်စလုံးနဲ့ရင်းနှီးစွာနေထိုင်ပတ်သက်ဘူးတဲ့လူတချို့ဆိုရင်မင်းပြောခဲ့တာတွေကအမားတွေပါဆိုပြီးအကောင့်စစ်တွေနဲ့ line ပေါ်ရေးတက်လာကြပြီသူတို့အမှန်တရားအတွက် line ပေါ်တက်ပြီးရေးနေကြမင်းကိုမုံလို့မဟုတ်ဘူး line ပေါ်တက်ရေးနေတဲ့လူတွေနဲ့မင်းတို့ရင်းနှီးပတ်သက်မှုကိုမင်းတို့ကပိုသိမှာပေါ့ခုမီဒီယာရှိမှာမင်းအောင်စပူကိုလူမုံအောင်ပြောခဲ့တာတွေကိုငါတစ်ချက်ချင်းထောက်ပြမယ်အောင်စပူဇက်ထောင်တော့မင်းဘာပစ္စည်းတွေအလကားပေးထားခဲ့အင်တာဗျူးမှာပေးထားတာတွေရှိတဲ့အောင်နဲ့လာစကီစကားတွေပြောသွားတယ်နော်ကိုဝေစင်မှာရှိတဲ့ငွေတိုငွေစလေးတွေရွှေတိုရွှေစလေးတွေကိုရောင်းပြီးရှိတဲ့အင်အားလေးနဲ့မနဲ့စုစည်းပြီးဖြစ်လာတာနောက်ပိုင်းကိုကျော်စရာတို့နဲ့ဆက်သွယ်ပြီးဒီလိုလေးကနေခုလိုနေထားရောက်လာတဲ့ကလေးပါဟာတကယ်ကျေးဇူးရှိတာကိုဝေစင်ပါကွာသူမှရှိတဲ့ရွှေတွေကိုမနှမျောပဲနဲ့ရောင်းချပြီးကလေးရဲ့အမှုပညာယူသွမှုစိတ်အားထက်သန်မှုကြီးကိုကောင်းတဲ့ဖော်ပေးခဲ့တာပါကိုဝေစင်ကလိုင်းပေါ်ကိုတခါမှတော့ဂုံတက်မစားခဲ့ဘူးမင်းကဂန်ကပွဲကိုတမင်တက်မင်းကအောင်စပူကိုစင်တင်ပေးခဲ့တာလို့ပြောတယ်နော်အဲ့ဒီပွဲမှာမင်းကိုယ်တိုင်ကဖို့ပါပဲအဲ့ပွဲကိုမင်းငွေသိန်းထောင်ချီနဲ့လက်ခံထားတယ်အဲ့ပွဲရဲ့နီးမှမင်းကိုလာဖမ်းပြီးစစ်ကြောရေးခေါ်သွားလို့ပွဲလဲမလျော်ရအောင်ဆင်ပြေအောင်ဆိုပြီးမင်းအောင်စပူကိုအစားထိုးလိုက်တာလေပြီးတော့အဲ့ဖျားပွဲမှာလူတက်မှုဖြစ်ထားတာကမင်းကမင်းသားတွေကိုကူညီခြင်းတရားအောင်နဲ့တက်ခွင်းတဲကိုပို့လိုက်တာမင်းကသိန်းထောင်ချီရမင်းသားတွေက10သိန်းလောက်တောင်မရဘူးမင်းနဲ့နီးစပ်တဲ့သူတိုင်းသိတယ်တချို့လူတွေကသာသိချင်းနဲ့မသိချင်အောင်ဆောင်ပြီးမှိတ်ပေးနေတာမင်းကမင်းသားတိုင်းကိုစင်တင်ရိုက်ကူးရေးလုပ်ပေးတယ်ဟုတ်လားရတယ်နော်အဲ့ရိုက်ကူးရေး channel ကမင်း channel လေအဲ့တော့မင်း channel မှာပြန်လွှင့်ဖို့မင်းကအသုံးချတာမင်းကတော့အမှုပညာကြီးပြန်ပေးရအောင်မှာမဟုတ်ဘူးလားရိုက်ကူးတဲ့မင်းသားတွေကိုတော့ခုတော့မင်းကသူတော်ကောင်းကြီးတွေလို့လုပ်ပြီးမင်းသားတွေစီကတော့ငွေလဲတောင်းတယ်ပြီးတော့မင်းကိုလည်းကျေးဇူးတင်ရမဆိုးပါဘူးကွာမင်းကလဲသားပဲကွာလာပြီဒီအပိုင်းကတော့အရေးကြီးတယ်အောင်စပူနဲ့မင်းနဲ့အကြောင်းအောင်စပူခမရမှာအမှုပညာကိုအရန်ယူတော့အကိုရလေးများရမလားဆိုပြီးမင်းအနာကိုရောက်လာတယ်မင်းသားလေးအောင်စပူကမင်းစီမှာလိမ့်လိမ့်မမနေရှာပေမဲ့မင်းကိုဂျာကြီးရဲ့လူဘာဝချင်းကိုပဲခံလာရခိုင်းနေခဲ့ရတာပါတခါတလေအကုန်မြင်စင်ပြီးမှမင်းကမကနဲ့တော့လို့ထောက်ဖြုတ်ခံရတာတွေလူဘာအဝခံရတာတွေလူတော်တဲ့ရကြမရှိအောင်ပြောခံရတာတွေအဲ့ထက်ဆိုးတာမင်းသားကအေးနဲ့ရိုးရိုးလေးလိမ်မာတော့အောင်စပူကိုအချောက်လေးလို့ကွဲရမှာနာမည်ဖြတ်ပြီးခေါ်ခဲ့တာလေမင်းနဲ့မင်းတို့အုပ်စုတွေပါပဲခိုးချစ်မွေးထားတဲ့ခွေးတွေကနှစ်ကောင်ဖြစ်တဲ့ဖားကြီးနဲ့ဖားသေးတင်ထားတဲ့အေယာဝတီတိုင်းကပွဲတွေကလည်းအောင်စပူကိုစင်တင်ပေးနေတာမဟုတ်ဘူးရှိတော်ပြေခွေးတကောင်သုံးချလိုက်တာသူနိုင်ငံရေးတွေနဲ့ပထမဆုံးပြန်မကရဲတော့အောင်စပူကိုသူ့အဖွဲနဲ့တက်ဆန်းလွတ်လိုက်တာသိရင်မင်းသားအပြောခံဖြစ်ရင်မင်းသားအပြောခံရတဲ့ဆိုတဲ့အကွက်ချိန်နေကောင်းရင်သူပြန်ကားလို့ရပြီဆိုတဲ့အကွက်နဲ့မင်းသားကိုတုံးချသွားတာပဲဒါကိုမင်းကစင်တင်ပေးတာဆိုပြီးတော့ဂုံဖော်အောင်ပါလားနိုင်ငံရေးဖြစ်ပြီးပြန်မကားရဲလို့သူ့သပင်ချန်ထဲမှာမင်းသားလေးတွေကိုအတုံးချပြီးသူလူတော်တိုးကိုအတုံးချခဲ့တာအုံနောက်ရှိတဲ့လူတိုင်းတွေးတတ်တယ်ခုလဲလူတော်တဲ့မီဒီယာတော်ထဲမှာမတိုးရဲတဲ့ကောင်ကအောင်စပူကိုအတုံးချပြီးလူတော်တဲ့မီဒီယာရှေ့ကိုထွက်လာအမှန်ဆိုမင်းကအောင်စပူကိုကျေးဇူးတင်ရမှာကိုပန်းနုသွေးဖို့ချစ်ရနောက်တစ်ချက်ကတော့ကိုဝေစင်နဲ့မင်းသားအောင်စပူကနောက်ဆုံးအရန်စိတ်ဖြတ်ပြီးဖိုးချက်စီကထွက်လာလိုက်ရတယ်
နောက်ဆုံးစိတ်တွေပြတ်ပြီးမင်းသားကိုသူ့မိဘတွေကကိုရီးယားကိုသွားဖို့အလုပ်လုပ်တော့လို့ပြောတဲ့အထိတောင်ဖြစ်လာဒီနေရာမှာအမှုပညာကိုအရန်ယူသွတ်တဲ့အောင်စပူကိုဘလို့မှတားမရတဲ့အစုံသူ့ရဲ့မိဘတွေကရှိတာလေးတွေရောင်းချချင်းငါပြီးမရှိတဲ့ကြားကဖြစ်တယ်လို့လေးဇက်ထောင်ပေးရှာတာပါချစ်မင်းသပင်ကိုချစ်တယ်ဆိုအခုမှတနှစ်သားလေးပဲရှိတဲ့စူးစမ်းနေတဲ့လူငယ်လေးကိုဇက်အိတ်ဆွတ်ပြီးမင်းထိုးနေတာတွေကိုရက်တန်းကရက်လိုက်ပါတော့လို့ပဲပြောချင်ပါတယ်ကွာမင်းသားလေးကမင်းကိုယနေ့အချိန်ထိဆရာလိုသဘောထားပြီးမင်းအကြောင်းကိုကွဲရမှာတခုံးမှမပြောသလိုစေတနာမှန်ရင်ကျိုးပေးပါတယ်တရားသိပါတယ်မင်းအကြောင်းကိုတပုတ်လွင်လင်တခါမှမပြောခဲ့ဘူးခိုးရင်တုန်းကလည်းပွဲတိုင်းမှာကျွန်တော်ဆရာကိုဖို့ချစ်ပါလို့စင်ပေါ်မှာအမြဲတမ်းပြောနေကြနောက်ပိုင်းမှာမင်းကစင်ပေါ်မှာမင်းငါနာမည်သုံးရင်ထိုးမဲ့ကြိတ်မဲ့ချင်းကြောက်လို့ကလေးကမင်းနာမည်ထည့်မပြောရတာပါမင်းကအင်တာဗျူးမှာမင်းသားကိုလူတွေတမျိုးထင်သွားအောင်ဖြေသွားတာကဆရာကောင်းမပြီးသားတယ်လို့လူကြီးကောင်းမပြီးသားတဲ့လုပ်ရပဲလို့မြင်မိပါမင်းစိတ်ရင်မှန်ကန်တာမဟုတ်တာတော့လူတိုင်းသိပဲမင်းကိုယ်တိုင်မင်းအဖွဲ့ကြဒီလိုတွေလောက်တာကိုရက်တန်းကရက်လိုက်ပါတော့ဖို့ချစ်ရဲ့မင်းအောင်စပူကိုဒီလောက်စိတ်တန်နေရတွေပေးခဲ့ပြီးပြီပဲကျင်းနဲ့လိုက်ပါတော့လို့သာပြောချင်ပါစိတ်ပြက်ပြီးမကတော့ပဲအရင်ကတွေးထားသလိုကိုရီးယားကိုထွက်ပြီးလှုပ်ဖို့သူတွေးသွားရင်မင်းလှုပ်ရက်တွေကမရက်သေးပဲထက်လုံနေမယ်ဆိုရင်မင်းရဲ့ဘာညာညာတွေကိုငါစီးဆောင်မှာမဟုတ်ပဲသက်သေနဲ့တကွာတင်တော့မယ်ခုလိုမျိုးသတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး